အားလုံးပဲမင်္ဂလာပါခင်ဗျာတော်လေးတစ်ချောင်းကလူပေါင်း1500ကျော်ရဲ့အသက်ကိုနှုတ်ယူသွားခဲ့ဘူးတယ်လို့ပြောရင်တင်ယုံနိုင်မလားဒီဖြစ်ရက်ကကဘာကျော်တိုက်တန်းနဲ့တင်မော်ကြီးကိုပင်လယ်ရေအောက်ထဲပို့ပစ်လိုက်ပြီးမွန်းကျက်လာတဲ့လူနေမှုဘဝကိုပြောင်းလဲပစ်ဖို့အိမ်မက်တွေနဲ့အတူတိုက်တန်းနှစ်ပေါ်တက်လာခဲ့ကြတဲ့လူပေါင်းများစွာရဲ့အသက်ကိုနှုတ်ယူသွားခဲ့ပါတယ်ဒီနေ့မှာတော့ကဘာကျော်တိုက်တန်းနဲ့တင်မော်ကြီးနစ်မြုပ်ရတဲ့အကြောင်းရင်းတွေကလူတီနေပြီးအရေးအကြီးဆုံးဖြစ်တဲ့အဝေးကြည့်မှန်ပြောင်းဗီဒီယိုတော့အကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်1912ခုနှစ်ဧပြီလ10ရက်မှာတိုက်တန်းနဲ့တင်မော်ကြီးစောက်တက်တန်းစိတ်ကမ်းကနေမထွက်ခွာခင်နာရီပိုင်းအလိုမှာအပြောင်းလဲတစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒါကတော့တင်မော်ရဲ့ဒုတိယအရာရှိဒေးဗစ်ဘလဲယာကိုရုတ်တရက်ယာဒူးကနေဖယ်ရှားပြီးတခြားအရာရှိတယောက်နဲ့အစားထိုးလိုက်တာပါဒေးဗစ်ဘလဲယာဟာတင်မောပေါ်ကနေအလင်းစလိုဆင်းသွားတဲ့အခါသူ့အိတ်ကက်ထဲမှာအမတ်မထင်ပါသွားတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့တင်မောကြီးကန်းတောင်ပေါ်ကနေကင်းဆောင်တွေအသုံးပြုရမယ်အဝေးကြည့်မှန်ပြောင်းတွေထည့်ထားတဲ့ဗီဒီယိုတော့ပဲဖြစ်ပါတယ်ဧပြီလ14ရက်ညတကောင်ရံမှာမြောက်အတ္တလန်တိတ်သမုဒ္ဒရာကမှောင်မဲပြီးလေလဲမတိုက်သလိုလာလဲမသားခဲ့ပါဘူးတင်မောရဲ့အမြင့်ဆုံးနေရာမှာကင်းဆောင်နေတဲ့ Frederick Fleet နဲ့ Regional Lee တို့ဟာသူတို့ရဲ့တာမန်မျက်စိကိုပဲအားကိုးပြီးရေခဲတောင်တွေကိုရှာဖွေနေခဲ့ရပါတယ်သူတို့ကအဝေးကြည့်မှန်ပြောင်းဗီဒီယိုကိုဖွင့်မှုစူးစမ်းခဲ့ပေမဲ့တော့ကဘလဲယာနဲ့အတူပါသွားခဲ့ပါပြီအဲ့ဒီညကပင်လယ်ရေပြင်ဟာမှန်တစ်ချက်လိုငြိမ်သက်နေတဲ့အတွက်ရေခဲတောင်ခြေရင်းမှာလှိုင်းပုတ်တန်လည်းမရှိခဲ့ပါဘူးအဝေးကြည့်မှန်ပြောင်းတာရှိခဲ့ရင်တော့ရေခဲတောင်ကိုသူတို့အဝေးကလေးကမြင်နိုင်မှာဖြစ်ပြီးတင်မောကိုလှဲဖို့အချိန်အလွန်လောက်ရမှာပါတင်မောနစ်မြုပ်ပြီးနောက်ပိုင်းစုံစမ်းစစ်ဆေးမှုတွေမှာကင်းဆောင် Frederick Fleet ကကျွန်တော်တို့မှာမှန်ပြောင်းလာရှိခဲ့ရင်ရေခဲတောင်ကိုရှောင်နိုင်မှာပါလို့ထွက်ဆိုခဲ့ပါတယ်ဒီတော့အကြောင်းဟာဒန်နာရီမဟုတ်ပါဘူး2009ခုနှစ်မှာအဲ့ဒီဗီဒီယိုတော့ကိုလေလံတင်ခဲ့ရမှာဗီတိန်ပေါင်9000ကျော်နဲ့ရောင်းချခဲ့ရပါတယ်ဒါကသမိုင်းမှာကြောက်စရာကောင်းတဲ့အလဲပြောင်းတစ်ခုပါပဲတော်လေးတစ်ချောင်းကိုမေ့ကြံခဲ့ရုံနဲ့လူပေါင်း1500ကျော်ရဲ့အသက်တွေဟာပင်လယ်အောက်ခြေမှာหนีကုန်းချုပ်သွားခဲ့ရပါတယ်တိုက်တန်းနဲ့တင်မောဟာဘယ်သောအခါမှမနစ်မြုပ်နိုင်အောင်တိစောက်ထားပြီးတနာရီကိုရေမိုင်23မိုင်ကနေ25မိုင်အထိသွားနိုင်ပါတယ်တင်မောအရှည်က882ပေရှိပြီးအသက်ကယ်လှေအစီး20ပါဝင်ပါတယ်မြင်းကောင်ကြီးအား9000အားကိုအသုံးပြုထားပါတယ်ပန်ကာ3လုံးတက်တင်မောဖြစ်ပြီးတင်မောမှာရေလုံငန်း15ခန်းပါဝင်ပါတယ်တင်မောမထွက်ခွာခင်အချိန်ထိလူအများစုကတိုက်တန်းနစ်ဟာဘယ်သောအခါမှမနစ်မြုပ်နိုင်တဲ့တင်မောလို့ထင်ခဲ့ကြပါတယ်တိုက်တန်းနစ်ကအတ္တလန်တိတ်သမုဒ္ဒရာထဲကအီယာမရေခဲတုံးကြီးကိုဝင်တိုက်မိပြီးတင်မောရေလုံငန်းတွေကိုရေတွေဝင်ရောက်လာခဲ့ပါတယ်အဲ့ဒီနောက်2နာရီမိနစ်40အကြာမှာတင်မောက2ပိုင်းထက်ချမ်းဖြစ်ပြီးနစ်မြုပ်သွားခဲ့ပါတယ်အသက်ကယ်လီလုံလောက်စွာမရှိမှုကြောင့်လူပေါင်း1500ကျော်သေဆုံးခဲ့ရပြီး905ယောက်သာအသက်ရှင်ခဲ့ပါတယ်။သိပ္ပံပညာရှင်တချို့ကတော့အဲ့ဒီညကပင်လယ်ရေပြင်ဟာငြိမ်သက်နေလွန်းပြီးလမရှိတဲ့အတွက်မှန်ပြောင်းရှိရင်တောင်ရေခဲတောင်ကိုမြင်ဖို့ခက်ခဲလိမ့်မယ်လို့သုံးသပ်ကြပါတယ်။ဒါကြောင့်ဒီတော့ဟာတိုက်တန်းနဲ့တင်မောကိုနစ်မြုပ်စေခဲ့တဲ့တခုတည်းသောအကြောင်းရင်းမဟုတ်ဘဲကန်ဆိုးမိုးမောင်ကြမှုတွေကအဓိကကျတဲ့အစိပ်ပိုင်းတစ်ခုလို့လည်းဆိုနိုင်ပါတယ်။တင်ကောဘယ်လိုထင်ပါသလဲ။အဲ့ဒီတော့တာရှိခဲ့ရင်တိုက်တန်းနဲ့တင်မောကြီးဘေးကင်းနိုင်မလား။ဒါမှမဟုတ်ဒါဟာမလွဲမသွေဖြစ်လာမဲ့ကံကြမ္မာတစ်ခုလား။ကိုမန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ခင်ဗျာ။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းဖြစ်ရပ်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ဒီ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့အောင်နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။